လူရဲလို့ဖြစ်လာရင်ကိုချစ်ရတဲ့သူတွေအတွက်အရာအလုံးပိတ်ဆက်ချင်ကြလူတွေရဲ့သဘောတဘာဝပါကိုချစ်ရတဲ့သူအတွက်သူချစ်ရတဲ့ကိုကဘာမဆိုပိတ်ဆက်ရဲဖို့အသင့်ဖြစ်နေတဲ့လူတွေလည်းအများကြီးရှိပါတယ်သူချစ်ရတဲ့ကိုကကိုချစ်ရတဲ့သူအတွက်ဘာမဆိုရင်ဆိုင်နိုင်ကြတာကိုလည်းအများကြီးတွေ့ခဲ့ဘူးပါတယ်ကိုချစ်ရတဲ့သူအတွက်သူချစ်ရတဲ့ကိုကသူ့နားမှာတားပေါက်လေးတစ်ကောင်လိုဖြစ်နေပြင်မဲ့အပြင်မှာတော့တားရဲကြီးတစ်ကောင်လိုပါပဲသူချစ်ရတဲ့ကိုအတွက်ကိုချစ်ရတဲ့သူစီကဘာကိုမှပြန်လဲမမျော်လင့်ပေမဲ့လဲကိုချစ်ရတဲ့သူအတွက်တော့သူချစ်ရတဲ့ကိုကအဆုံးစွန်ထိဆက်ချက်သွားမှာပါရှုံနေပါကွာသူရောကိုရောမပြောချင်တော့ဘူးကဲရှေ့မှာကြည့်ခဲ့တဲ့အတိုင်းတောက်လျှောက်ဗျာလှီးလာရဗျာအခုငရုတ်သီးသိန်းလှီးနေဗျာနော်ငရုတ်သီးသိန်းလှီးပြီးသွားရင်ငရုတ်သီးသိန်းနဲ့ကျက်သွန်မြူနဲ့ထောင်းမယ်ဗျာနော်ထောင်းမယ်ထောင်းတာဒါထောင်းပြနေရဗျာထောင်းပြပြီးသွားရင်ကျက်သွန်မိတ်ကိုဗျာမြန်လှီးတယ်ဗျာကျက်သွန်မိတ်တွေဗျာအဲ့ဒါဖတ်ထုတ်ရွက်ဗျာပြီးတော့ကနန်းချောင်းတွေကရှည်နေလို့မဆန့်ဘူးဗျာအဲ့တော့ကကြီးနဲ့လှီးတယ်ဗျာနောက်မုံလာဥဗျာမုံလာဥလည်းရှည်နေလို့ကကြီးနဲ့ထက်လှီးတယ်ဗျာမုံလာဥထဲ့တယ်ဗျာမုံလာဥထဲ့ပြီးတော့ပစွန်ထဲ့တယ်ဗျာပစွန်ထဲ့ပြီးတော့ပန်းခေါ်ပြီးခရမ်းအောင်ထဲ့တယ်ဗျာပြီးတော့ပြောင်းမှုထဲ့တယ်ဗျာပြောင်းမှုထဲ့ပြီးတော့ခုနလှီးထားတဲ့ကနန်းချောင်းတွေထဲ့တယ်ဗျာနံလေးမှုေးသွားအောင်ကျက်သွန်ပြူမှုတ်လေးနည်းနည်းထဲ့တယ်ဗျာပြီးတော့စားထဲ့တယ်ဗျာကျက်သားမုံထဲ့တယ်ဗျာကျက်သားမုံထဲ့ပြီးတော့တကြားနည်းနည်းထဲ့တယ်ဗျာဇာနနဲ့ထည့်ပြီးနှမ်းစီနည်းနည်းထည့်မှာဗျာပြီးတော့မှုေးတယ်ဗျာမှုေးတယ်မှုေးနေတာပြီးတော့ဖတ်ထုတ်ရွက်ကိုရေးစိမ့်နေဗျာပြီးတော့လက်ပေါ်တင်တယ်ဗျာဇွန်နဲ့ထည့်တယ်ဗျာပြီးတော့ဖတ်ထုတ်ရွက်ကိုခက်ခဲပဲထုတ်တယ်ဗျာပြီးတော့အလုံးမနှဲဖြစ်အောင်လိန်နေဗျာလိန်နေဗျာလိန်ပြီးဖိတယ်ဗျာဖိပြီးတော့လက်ပေါ်တင်ပြီးခွက်ထဲထည့်ဗျာခွက်ထဲမဟုတ်ပကံများပေါ်တင်တယ်ဗျာပကံများပေါ်အမှ၈ခုပြည့်အောင်တစ်ခုပြီးတစ်ခုထည့်လိုက်တယ်ဗျာပြီးတော့အမှရေနွေးတည်ရမယ်ဗျာရေနွေးတည်မယ်ပြီးတော့ပေါင်းမယ်ဗျာဟုတ်လားအဲ့ပေါင်းတဲ့အချိန်မှာဗျာအချိန်ကမရှိဘူးအဲ့တော့အချိန်လောက်တယ်ဗျာနော်အချိန်လောက်တယ်အဲ့အချိန်ကိုမှုေးတယ်ပြီးတော့အမှရတာအတွက်အဲ့ဒါတွေကုန်ထည့်ဗျာတကြားလဲပါတယ်ဗျာပြီးတော့ထုံးတဲ့တိုင်းအနံလေးမွေးအောင်ကျက်သွန်ပြူမှုံလေးထည့်ဗျာပေါင်းထားရည်လည်းရပြီဗျာအဲ့တော့ပေါင်းထားတဲ့ထဲမှာပကံများပေါ်ထုတ်ပြီးတော့ကျက်သွန်မိတ်တွေမဟာရရဖြူတယ်ဗျာမဟာရရဖြူပြီးချင်းရည်ပိုးစိုးပဆက်လောင်းတယ်ဗျာချင်းရည်တကုံလောင်းပြီးပေါ့ဘယ်သူမှလည်းကြွေးစရာမရှိရနဲ့တူနဲ့ယူပြီးတော့နော်ကိုယ့်ပါစက်တဲ့ကိုထည့်လိုက်တယ်နော်ကောင်းတယ်စောက်ရန်လည်းမိုက်တယ်ဒါပေမဲ့ကျွန်တော်တခုမေးချင်တာရှိကိုချစ်ရတဲ့သူ့အတွက်သူချစ်ရတဲ့ကိုကခုလိုမျိုးမုတ်တွေလောက်ကြွေးဘူးလားဒါပဲ